ဒီရဲ့ရက်ကပဲကျွန်တော်တို့ HyperOS 3ကို device တော်တော်များများမှာရနေပြီအဲ့တော့ HyperOS 3မှာဘာတွေတောင်းလဲဆိုတော့မယ်ဘာတွေအဲ့ဒါတွေပါမလဲပြင်ရောပြင်နေရလားဆိုတော့ကျွန်တော်ဒီနေ့မှာဝင်လို့ရှိရင်ပြသမှာပဲဖြစ်ပါတယ်ဒီလိုလေးစလိုက်တာ Okay ဒီလိုမျိုးနဲ့တောင်းလဲသွားတဲ့အရာကိုပြောပါဆိုရင်တော့သူရဲ့ icon တွေပါဒီ icon ကအနည်းဆုံးဆုံးတော့ဒီ iPhone ရဲ့ icon တွေနဲ့တွားပြီးတော့တူတယ်နောက်ပြီးတော့သူ့ရဲ့ system icon တွေကိုကျွန်တော်တို့ပုံစံမျိုးမျိုးပြောင်းပြီးတော့ထားလို့ရပါတယ်အဲဒီလိုကိုကမလုပ်တော့ဘူးဆိုရင်တော့ကျွန်တော်ဒီမှာတက်ပြတာနောက်တစ်ခုကတော့ control center ပါသူ့ရဲ့ control center ကအရင်လိုရိုးမဟုတ်တော့ဘူးပုံစံလေးနည်းနည်းကြောင်းပြီးတော့ကျွန်တော်တို့ဒီ icon တစ်ခုစီမှာကျွန်တော် color လေးတွေအရောင်လေးတွေကိုထည့်ထားပါတယ်နောက်ပြီးတော့ကျွန်တော်တို့ font တွေပြောင်းသွားပါတယ်အထူးသဖြင့်ကျွန်တော်တို့မြန်မာ font မှာတိတိကျကျလေးကိုပြောင်းလဲပါတယ်အခုကြည့်ရတဲ့ပုံစံလေးကတော်တော်လေးကိုကြည့်လို့ကောင်းပါတယ်နောက်တစ်ခုကတော့ wallpaper လေးပါအထူးသဖြင့်ကျွန်တော်ဒီdynamic wallpaper လေးကိုပေါ်ကြတယ်တော်တော်လေးလည်းရှင်းဖို့ကောင်းပါတယ်နောက်ပြီးတော့ AI wallpaper ဆိုပြီးတော့ feature တွေတစ်ခုပါသေးတယ်အဲ့ကောင်ကြီးကကျွန်တော်တို့ဘယ်လိုလုပ်လို့လဲဆိုတော့ကျွန်တော်တို့ရဲ့ပုံတွေကို AI နဲ့ပြင်ပြီးတော့ wallpaper ရှင်းလေးကိုတောင်းပြတာပါဒီ feature ကတချို့ device တွေမှာမရပါဘူးနောက်ပြီးတော့အားလုံးသဘောကျမဲ့ဒီ super island လေးပါဒီကောင်လေးက iPhone ရဲ့ dynamic island နဲ့တူရဲဆိုပေမဲ့ပါလာလို့မဟုတ်ဘူးဒီလေးအလုပ်လုပ်တယ်ဒီလေးအသုံးဝင်ပါတယ်သူ့ပြကျွန်တော်တို့အားသွင်းနိုင်ပဲဖြစ်ဖြစ်တရှင်းဖွင့်နိုင်ပဲဖြစ်ဖြစ်ဖုန်းနိုင်ပဲဖြစ်ဖြစ်ဒီလိုအလုပ်လုပ်ပါတယ်နောက်ပြီးတော့ဒီ average မှာကင်မရာပို့ပြီးတော့ကောင်းလာတယ်လို့ပြောတယ်ကျွန်တော်ကဒါကို feature လေးမစမ်းရသေးတဲ့အတွက်ဒါကိုတိကျကျ feature မပြောနိုင်ပါဘူး။ Okay နောက်ဆုံး feature အနေနဲ့ကတော့တချို့လူတွေလည်းတည်ကြချက်ပါပါ။အဲ့ဒါပါလဲဆိုတော့ကျွန်တော်ဒီ Android ကနေပြီးတော့ iOS ကို data တွေ file တွေပို့မယ်ဆိုရင်ဘယ်တကူပို့လို့ရတော့မယ့် feature လေးတစ်ခုပါ။ Okay အဲ့တော့ HyperOS 3ကဘာလဲ error ပါလဲဆိုတော့ကျွန်တော်လက်ရှိသုံးနေရတဲ့လောက်ကတော့ဘာ error မှမပါဘူး။အဲ့တော့ HyperOS 3ကိုပြင်နေလားဆိုတော့ပြင်နေပါတယ်။ Okay ဒီလိုခုလိုမျိုးဆုံးဖြတ်ကြည့်ပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အားလုံးပဲ see you